ယူရိုပါလိဘီဦးနိုင်းအမ်ရီနဲ့အက်စတိုဗလာတို့ရဲ့နှစ်ပေါင်း44နှစ်ကြာဥရောပအိမ်မက်အက်စတိုဗလာသင်းနီးပြဦးနိုင်းအမ်ရီကတော့ယူရိုပါလိဗိုလ်လုပွဲကိုမတူညီတဲ့ကလပ်အသင်း၄သင်းနဲ့အတူ6ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တဲ့နီးပြဖြစ်တမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြန်ပါပြီစပိန်လူမျိုးနီးပြအမ်ရီကဒီပြိုင်ပွဲမှာချန်ပီယံဆု၄ကြိမ်ထိရရှိထားတဲ့အောင်မြင်ဆုံးနီးပြဖြစ်တာကြောင့်မလို့ယူရိုပါလိဘယင်းတို့မှာတင်စားခံထားသူပါအခုတခါမှလည်းပဲအက်စတိုဗလာကိုဥရောပအဆင့်ဗိုလ်လုပွဲစီကိုပို့ဆောင်ပေးလိုက်တာကသူ့ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်ကိုထပ်မံပြီးတော့သက်သေပြလိုက်တာပဲဖြစ်ပါရီဝရန်အမေရိကသူ့ရဲ့ယူရိုပါလိဗိုလ်လုပွဲအတွေ့အကြုံတွေကိုစီဗီလာအာဆင်နယ်ဗီလာရီယေနဲ့အခုအက်စတိုဗလာတို့မှာပိုင်ဆိုင်ခဲ့တာပါစီဗီလာနဲ့ဗိုလ်လုပွဲတက်ခဲ့တဲ့၃ချိန်စလုံးမှာချန်ပီယံဖြစ်ခဲ့တယ်လို့ဗီလာရီယေနဲ့လည်းချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်အာဆင်နယ်နဲ့ဒီချိန်မှာတော့ကံမကောင်းစွာနဲ့လွဲချော်ခဲ့မှုပေမဲ့ယူရိုပါလိနောက်ဆုံး73ရာသီအတွင်းမှာဗိုလ်လုပွဲကို6ချိန်အထိတက်ရောက်နိုင်ခဲ့တာကတော့တကယ်ကိုအံ့ဩစရာကောင်းတဲ့မှတ်တမ်းတစ်ခုလို့ဆိုရပါလိမ့်မယ်အက်စတိုဗလာအသင်းတို့တော့ဒါကနှစ်ပေါင်း44နှစ်အကြာမှာပထမဆုံးချိန်ဖြစ်ဥရောပအဆင့်ဗိုလ်လုပွဲကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်1981-82ရာသီဥရောပဖလားမှာဗိုလ်ဆွဲပြီးတဲ့နောက်ပိုင်းမှာဥရောပအောင်ပွဲတွေနဲ့ဝေးကွာနေတဲ့ဗီလာကိုအမေရိကအကောင်းဆုံးပြန်လည်ပြီးတော့အသက်သွင်းပေးနိုင်ခဲ့တာပါဒါကြောင့်လဲဂျာမန်ကလပ်ဖရိုင်းဘက်အသင်းနဲ့ရင်ဆိုင်ရမယ့်ဗိုလ်လုပွဲမှာဗီလာအသင်းချန်ပီယံဖြစ်ဖို့အတွက်အားလုံးကထိတ်ဆုံးကနေပြီးတော့ရေပန်းစားနေပါတယ်ဒီဗိုလ်လုပွဲမှာဦးနိုင်းအမ်ရီရဲ့အတွေ့အကြုံတွေကဗီလာကိုနောက်ထပ်ဥရောပအောင်ပွဲတစ်ခုရရှိအောင်လို့ကူညီပေးနိုင်မလားဆိုတာကတော့တကယ်ကိုစိတ်လို့ရှားစရာပါပဲအသင်းရဲ့ကစားသမားတွေကလည်းပဲနီးပြအပေါ်မှာယုံကြည်မှုအပြည့်ရှိနေသလိုပရိသတ်တွေကလည်းပဲဒီဖလားကြီးကိုစောင့်မျှော်နေကြပါပြီ